Hello အားလုံးမင်္ဂလာပါလို့အားလုံးချစ်တို့အတိပေးတာပါနော်လို့တတိပေးတာအတိပေးတာမို့တတိပေးတာနော်ဒီနေ့လေချစ်မစီနေတဲ့ဆိုင်ကယ်လေးအခိုးခံရပါတယ်လို့စိုက်ကလုံးလေးလို့နေ့လေတနာရီအားလို့အိမ်ရှိမှာဆိုင်ကယ်ရက်ပြီးတော့ကြာတော့မတ်တွေပြန်လာနှုတ်ဆက်ပြီးတော့တငယ်ချင်းရောလာတယ်နော်တူမလည်းရှိတယ်တူမလည်းပြန်သွားပြီးတော့ဒီအထက်ထဲမှာဝင်ပြီးတော့ဖုံးလေးပြောနေတယ်ဖုံးပြောလဲပြီးရောအဲ့မှာရှေ့ကဦးလေးကသမီးတဲ့ဧည့်သည်ဆိုင်ကယ်စီးသွားသလားဧည့်သည်မရှိတော့ဘူးဦးလေးပြန်သွားပြီဆိုတော့ကြတော့အဲ့မှာဆိုင်ကယ်စီးထွက်သွားပြီတဲ့အိမ်နဲ့နော်အိမ်နဲ့အိမ်ရှေ့ဆိုပြီးတော့များဟိုလိုမျိုးမထင်နဲ့ဒီဆိုင်အတွန်းအဆက်ကလေးရဲ့အဲ့ဒီဆိုင်အတွန်းဆက်ကလေးတင်မှာကို10မိနစ်တောင်မရှိဘဲနဲ့ဆိုင်ကယ်ရက်ပြီးတော့အထဲထဲဝင်တဲ့ကြိုက်ကိုဆိုင်ကယ်ကိုစီးချသွားတာ။အော်ချက်ချင်းပြန်ထွက်မယ်ပေါ့ဆိုပြီးတော့ဖုံးပြောနေတာ။အဲ့ဖုံးပြောနေတဲ့ကြိုက်ကိုဆိုင်ကယ်စိုက်ကလုံးကိုခိုးသွားတာဖြစ်ပါတယ်လို့ဟောဒီမြောက်ဖက်ကိုစီးသွားတာနော်။စောလွန်ခဲ့တဲ့တပတ်လောက်ကလေးကသားဆိုင်ကယ်ကိုလာချောင်းနေတာ။အိမ်ကဆိုင်ကယ်ကလစ်ဘိန်းနဲ့အဲ့ဒီအပစက်တွေကိုလာချောင်းနေတာ။အဲ့ဒီအချိန်မှာလဲတိတော့ကိုရီးယား4-5ယောက်စောင့်ကြည့်နေပြီးတော့အဖွာဖြစ်ပြီးတော့ကြာသူတို့အချိန်မရတော့ကြာမှနောက်9နာရီ10နာရီလောက်ထိညအထိအဲ့ဒီလောက်ထိလာချောင်းပြီးမှပြန်သွားတာဒီနေ့ကတော့နေ့လေကြီးနော်နေ့လေကြီးကိုနေ့လေတနာရီဒိုးကြီးကိုဆိုင်ကယ်လေးရက်ပြီးတော့ကို့အိမ်ထဲကိုဝင်တာနော်အိမ်ရှိလည်းမထင်နဲ့ပြီးလဲစလဲလမ်းဆက်ရက်တယ်လည်းမထင်နဲ့နော်ကို့ရဲ့ဒီဆိုင်အတွန်းကို့အိမ်ဝင်တဲ့နယ်နမိတ်နော်လမ်းနယ်နမိတ်လည်းမဟုတ်ဘူးနော်ကို့အိမ်ကို့ဆိုင်တဲ့နော်အဲ့ဒီထဲထိဝင်ပြီးကမှဆိုင်ကခိုးသွားပါတယ်စိုက်ကလုံးလေးပါကျမစီးနေတဲ့စိုက်ကလုံးမှာကျမအိမ်မှာရှိတဲ့ဆိုင်ကယ်တွေကအပဇက်တွေဟွာတွေဆိုတော့ကျမမစီးတတ်ဘူးအဲ့တော့ကျတော့ကျမကိုတွေ့ကျင်တဲ့သူတွေအားလုံးအိမ်မှာပဲလာတွေ့ပါဆိုင်ကယ်တနာကြီးကခိုးခံထားရပါတယ်အခုဒီမှာပုံလေးထောက်ပြမယ်နော်အဲ့ဒီပုံလေးနဲ့အဲ့ဒီဆိုင်ကယ်နဲ့အဲ့ဒီအုံနာဘုတ်ဆိုင်ကယ်နံပါတ်တွေနော်နောက်ပြီးဆိုင်ကယ်တော့ကြီးကတော့အုံကြီးပြုတ်ကျထားတာအဲ့ဒီတော့အုံကိုကျိုးနဲ့ဆွဲပြီးမှစီးထားတာအော်ပြီးမှပြင်မယ်ဆိုပြီးကမှနော်ဗတ်မှန်လဲစောင်းပြီးတော့လဲနေတယ်နော်လဲဟိုတနေ့လေးတော့လဲထားတဲ့ဥစ္စာနော်အဲ့ဒါကြောင့်မို့ချစ်မလိုမျိုးမဖြစ်အောင်လို့အားလုံးကိုတတိပေးတာပါလို့နော်ဆိုင်ကယ်နေ့လေတနာကြီးကအခိုးခံရတယ်ဆိုင်ကယ်နေ့လေတနာကြီးကချစ်မစီးတဲ့စိုက်ကလုံးခိုးသွားတယ်အားကြောင့်အားလုံးတတိထားကြပါလို့သူများရှာထားတဲ့ဥစ္စာကိုမှခိုးပြီးမှတန်ဘူးရေးစားနေတဲ့လူတွေစောင့်ကြည့်နေတဲ့လူတွေအများကြီးရှိနေလို့အားလုံးတတိလေးနဲ့နေကြပါလို့ချစ်မလို့ဆိုင်ကခိုးမခံရအောင်လို့ဒါလေးတင်ပေးတာပါရှင်းလို့နော်